ရှင်ယောဟန်အခန်း3ဒုတိယမွေးခြင်းနဲ့ပတ်သက်ပြီးအရှင်ယေရှုရဲ့သွန်သင်ချက်ယူဒလူမျိုးတွေထဲမှာအကြီးအကဲတစ်ယောက်ဖြစ်တဲ့နီကောဒေဆိုတဲ့ဖာရိရှဲတစ်ယောက်ရှိတယ်။သူဟာညအချိန်မှာကိုရော့စီကိုရောက်လာပြီးအရှင်ဖေဟာသခင်ခွင့်မပြုရင်ကိုရော့ပြတဲ့နမိတ်လက္ခဏာလိုမျိုးဘယ်သူမှမပြနိုင်ဘူး။ဒါကြောင့်ကိုရော့ဟာဖသခင်အထံတော်ကနေကြွလာတဲ့ဆရာသခင်ဖြစ်တယ်ဆိုတာကျွန်တော်တို့သိပါတယ်လို့ရှောက်တင်လိုက်တယ်။အဲ့ဒီအခါမှာအရှင်ယေရှုကငါအမှန်ပြောမယ်ဒုတိယမွေးခြင်းမခံတဲ့သူဟာဖသခင်ရဲ့နိုင်ငံတော်ကိုမမြင်ရဘူးလို့မိန့်တော်မူတယ်။ဒါနဲ့နီကောဒင်ကလည်းအသက်ကြီးတဲ့သူဟာဘလို့လုပ်ပြီးပြန်မွေးလို့ရမှာလဲ။အမေရဲ့ဗိုက်ထဲပြန်ဝင်ပြီးဒုတိယအကြိမ်ပြန်မွေးတာကိုခံရမှာလားလို့ပြန်လေလျှောက်တင်တယ်။အရှင်ယေရှုကငါပြောမယ်ရေနဲ့ဝိညာဉ်တော်မှာမမွေးဖွားရင်ဖသခင်ရဲ့နိုင်ငံတော်ကိုမဝင်ရဘူး။ဇာတိပဂတိနဲ့မွေးဖွားတဲ့သူဟာဇာတိပဂတိပဲဖြစ်တယ်။ဝိညာဉ်တော်နဲ့မွေးဖွားတဲ့သူဟာဝိညာဉ်ဖြစ်တယ်။အဲ့ဒါကြောင့်ဒုတိယမွေးခြင်းခံရမယ်လို့ငါပြောတာကိုမအံ့ဩနဲ့။လေဟာသူ့လိုရာအတိုင်းတိုက်ခတ်တယ်။လေရဲ့အတန်ကိုမင်းကြားရပေမဲ့ဘယ်နေရာကနေဘယ်ကိုသွားမယ်ဆိုတာမသိနိုင်ဘူး။ဝိညာဉ်တော်မွေးဖွားပေးတဲ့သူဟာဒီအတိုင်းပဲဖြစ်တယ်လို့မိန့်တော်မူလိုက်တယ်။နီကောဒင်ကလည်းဒီယာတွေကဘလို့လုပ်ပြီးဖြစ်နိုင်မှာလဲလို့ပြန်လျှောက်တင်တဲ့အခါအရှင်ယေရှုကမင်းဟာဣသရေလလူတွေရဲ့ဓမ္မဆရာဖြစ်နေတာတောင်ဒါကိုမသိဘူးလားငါပြောမယ်ငါတို့ကကိုသိတဲ့အရာကိုပဲပြောတယ်ကိုမြင်တဲ့အရာကိုတတ်သိခံတယ်ဒါပေမဲ့ငါတို့ရဲ့တတ်သိခံချက်ကိုတော့မင်းတို့ကလက်မခံကြဘူးလောကရဲ့အရာတွေနဲ့နှိုင်းယှဉ်ပြီးငါပြောတာတောင်မင်းတို့မယုံဘူးဆိုရင်ကောင်းကင်ဘုံနဲ့ဆိုင်တဲ့အရာကိုငါပြောတဲ့အခါဘလို့လုပ်ပြီးယုံနိုင်ကြမှာလဲကောင်းကင်ဘုံကကြွလာတဲ့လူသားတော်ကလွဲပြီးကောင်းကင်ဘုံကိုဘယ်သူမှမတက်ဘူးမောရှေဟာတောထဲမှာမွေကိုမြှောက်ထားတယ်လို့လူသားတော်ဟာလည်းမြှောက်ထားတာကိုခံရမယ်ဒါကြောင့်ဖသခင်ရဲ့သားတော်ကိုယုံကြည်တဲ့သူတွေဟာမပျက်စီးရဘဲထာဝရအသက်ကိုရဖို့ဖြစ်တယ်ဖသခင်ရဲ့သားတော်ကိုယုံကြည်တဲ့သူတွေဟာမပျက်စီးရဘဲထာဝရအသက်ကိုရဖို့အတွက်ဖသခင်ဟာမိမိရဲ့တပါးရီသောသားတော်ကိုစွန့်တော်မူရလောက်တဲ့အထိလောကီသားအလုံးကိုချစ်တော်မူတယ်။လောကီသားတွေကိုအပြစ်စီရင်ဖို့ဖသခင်ဟာသားတော်ကိုဆေလွတ်တာမဟုတ်ပဲသားတော်ကြောင့်လူတွေအားလုံးကယ်တင်ခြင်းရဖို့လောကကိုဆေလွတ်လိုက်တာဖြစ်တယ်။သားတော်ကိုယုံကြည်တဲ့သူဟာအပြစ်စီရင်တာမခံရဘူး။ဖသခင်ရဲ့တပါးရီသားတော်ကိုမယုံကြည်တဲ့သူကတော့အခုပဲအပြစ်စီရင်တာခံရတယ်။အဲ့ဒီလိုအပြစ်စီရင်တာခံရတာကအလင်းတော်ဟာဒီလောကကိုကြွလာပေမဲ့လူတွေဟာမကောင်းတဲ့အကျင့်ကိုကျင့်ကြလို့အလင်းထက်အမှောင်ကိုပိုပြီးနှစ်သက်ကြတယ်။ဆိုးရုပ်တဲ့အကျင့်ကိုကျင့်တဲ့သူတွေဟာအလင်းကိုမုန်းကြတယ်။ကိုယ်လုပ်တဲ့အပြစ်မပေါ်ဖို့အလင်းနဲ့ကိုမလာကြဘူး။တမန်တရားကိုကျင့်တဲ့သူတွေကတော့သူတို့ရဲ့အကျင့်တွေဟာဖသခင်ရဲ့အလိုအတိုင်းဖြစ်တာကိုပေါ်လွင်ဖို့အလင်းနဲ့ကိုလာကြတယ်ဆိုပြီးဟောတော်မူတယ်။နီကောဒေနဲ့တွေ့ဆုံပြီးနောက်အရှင်ယေရှုဟာတပည့်တော်တွေနဲ့အတူယူဒပြည်မြို့ရာတွေကိုကြွတော်မူတယ်။တပည့်တော်တွေနဲ့အတူအဲ့ဒီရက်မှာနေပြီးဗတ္တိဇံမင်္ဂလာကိုပေးနေတယ်။ယောဟန်လည်းပဲရှာလိမ်မြို့နားကရေများတဲ့အဲနုံအရက်မှာဗတ္တိဇံမင်္ဂလာကိုပေးနေလို့လူတွေကလာပြီးခံယူကြတယ်။အဲ့ဒီအချိန်ကယောဟန်ထောင်ထဲမရောက်သေးတဲ့အချိန်ဖြစ်တယ်။ယောဟန်ရဲ့တပည့်တော်တွေနဲ့ယူဒလူတွေဟာစင်ကြယ်ခြင်းဝတ်နဲ့ပတ်သက်ပြီးဆွေးနွေးငင်းခုန်ကြတယ်။ဒါနဲ့သူတို့ဟာယောဟန်စီကိုလာကြပြီးဆရာယောရမြစ်ကမ်းနားမှာကိုရောနဲ့အတူရှိခဲ့ပြီးကိုရောကိုယ်တိုင်တတ်သိခံတဲ့သူကိုကြည့်ပါဦး။သူဟာဗတ္တိဇံမင်္ဂလာပေးနေတယ်။လူအများကြီးကလည်းသူ့စီကိုတွားကြတယ်လို့ပြောကြတယ်။ဒီအခါမှာယောဟန်ကကောင်းကင်ဘုံကအခွင့်မပေးရင်လူဟာဘာတစ်ခုမှမလုပ်နိုင်ဘူး။ငါဟာခရစ်တော်မဟုတ်ဘူး။ငါဟာခရစ်တော်အတွက်
အရင်ဆေးလွတ်ခံရတဲ့သူပဲလို့ငါပြောခဲ့တာဟာတင်တို့ကိုယ်တိုင်ငါရဲ့တက်တည်ဖြစ်ကြတယ်မင်္ဂလာဆောင်သူတို့သမီးကိုပိုင်ဆိုင်တဲ့သူဟာသူတို့သားပဲဖြစ်တယ်မင်္ဂလာဆောင်သူတို့သားရဲ့အနားမှာနေတဲ့မိတ်ဆွေတွေဟာမင်္ဂလာဆောင်သူတို့သားရဲ့စကားကိုကြားရလို့ဝမ်းမြောက်ကြတယ်ဒီလိုပဲငါရဲ့ဝမ်းမြောက်ခြင်းလည်းပြည့်စုံတယ်အဲ့ဒီအရှင်ဟာတိုးပွားပြီးငါကတော့ဆုပ်ယုပ်သွားလိမ့်မယ်လို့ယောဟန်ကပြန်ပြောတယ်ဆက်ပြီးတော့ယောဟန်ကပဲအထက်ကနေလာတဲ့သူဟာအရာအလုံးရဲ့အထက်မှာရှိတယ်လောကကနေဖြစ်လာတဲ့သူဟာလောကနဲ့သက်ဆိုင်ပြီးလောကအရာကိုပဲပြောတတ်တယ်ကောင်းကင်ဘုံမှကြွလာတဲ့သူဟာအရာအလုံးရဲ့အထက်မှာရှိတော်မူတယ်ကိုရောကသူမြင်တာကြားတာတွေကိုတတ်သိခံပေမဲ့ဘယ်သူမှလက်မခံကြဘူးကိုရောရဲ့တတ်သိခံချက်ကိုလက်ခံနေသူဟာဖျားသခင်ရဲ့တစ္ဆာတော်တစိ့ခတ်တာကိုခံရတယ်ဖျားသခင်ဆေလွတ်တဲ့သူဟာဖျားသခင်ရဲ့စကားကိုပြောတတ်တယ်ဖျားသခင်ကဝိညာဉ်တော်ကိုအကန့်အသတ်မရှိဘဲအဲ့ဒီလူကိုပေးတော်မူတယ်ခမဲတော်ကသားတော်ကိုချစ်ပြီးအရာခတ်သိမ်းကိုသားတော်လက်ထဲအပ်ပေးတော်မူတယ်သားတော်ကိုယုံကြည်တဲ့သူဟာထာဝရအသက်ကိုရတယ်သားတော်ကိုညှင်းပယ်တဲ့သူဟာအသက်ကိုမရဘူးဖျားသခင်ရဲ့အမျက်တော်ဟာလည်းသူ့အပေါ်မှာတည်နေတယ်လို့ဟောပြောလိုက်တယ်ဒီကျမ်းစကားကတော့ရှင်ယောဟန်အခန်း3အပိုင်ငယ်36ထိဖြစ်ပါတယ်